မနဲ့ခင်ကိုတတ်နေကြလက်ဖေးဆိုင်လေးနဲ့မိတ်ဆက်ပေးမယ်ပေါ့နော်ဒီဆိုင်လေးကတော့ဈေးလဲတင်ပြီးတော့အစုံရတော့ကိုမနဲ့တိုင်းတော့စပြစ်နေတဲ့ဆိုင်လေးပေါ့နော်စမူစာအကြကွေထက်တရာနဲ့များအကုန်စုံရတယ်ပေါ့နော်ဈေးလဲတင်ပြီးစားလို့လဲကောင်းနေပေါ့နော်အကြကွေကလည်းတလိမ္မာ900ပါစမူစာကတော့တစ်ခု300ပေါ့နော်ကိုကတော့နံပြား2ချက်မှာထားတယ်ပေါ့နော်ပဲတစ်လွတ်တစ်ဆိုပြီးတော့မှာထားတယ်ပေါ့နော်ကလေပဲရဲ့ဇရောပဲရဲ့နှမျိုးရတယ်ပေါ့နော်ကိုကတော့ဇရောပဲကြိုက်တော့ဇရောပဲနဲ့ပဲစားတယ်ပေါ့နော်ဈေးလဲတင်တယ်ပေါ့နော်စားရတာလည်းအရန်ကောင်းတယ်ပေါ့နော်အားကြောင့်မို့မနေ့တိုင်းလို့ဒီဆိုင်လေးမှာစားပြည့်နေရပေါ့နော်ကိုကတော့စားပုတ်တော့2ချက်စားရတယ်ပေါ့နော်ကိုလို့စားမပုတ်တဲ့လူတွေကြတော့တစ်ချက်ဆိုရင်ကိုဝပါတယ်ရှင်ကိုကတော့ဒါနံပြားလေးစားလိုက်လက်ဖေးလေးတောက်လိုက်နေပေါ့နော်ဒါလူ3ယောက်စာမှာထားရပေါ့နော်အင်းရသမီးကတော့အကြကွေးမှာထားရပေါ့နော်သူအကြကွေးလေးလဲကိုကစားခဲ့သေးရပေါ့နော်ကလေးရှာလူစားရီတို့ပါလို့ပေါ့နော်အကြကွေးလေးလဲအရင်ကြိုက်တယ်အရင်စားလို့ကောင်းတယ်ပေါ့နော်1500ဆိုတော့အရင်တန်တယ်ပြီးရင်စမူစာလဲစားခဲ့ရပေါ့နော်စမူစာလဲ2ခုလောက်ကိုကိုအောင်စားခဲ့ရပေါ့နော်ဒါကတော့ကိုရက်ကွက်ထဲရလို့ဖြစ်နေတော့အများတန်းလို့ရောက်ဖြစ်နေရပေါ့နော်ကိုရက်ကွက်နဲ့လည်းနီးရခါကြလေစမူစာလဲအရင်ကောင်းတယ်တစ်ခု300ကတော့တန်မှန်းတန်မယ်သူဆိုင်နာမည်လေးကတော့ကိုမောင်ဆိုးဆိုရဲလက်ဖေးဆိုင်လေးပေါ့နော်အောင်မင်္ဂလာရက်ကွက်ထဲအရင်စားလို့ကောင်းလို့တဆကြည့်ဖို့ညွှန်းပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်